အိကွင်းကစားမာကျောမှုရှိရဲ့ဦးရီးကိုရိုမာတို့ဝေးခွင်းကနေပြီးတော့ဒါအနိုင်ယူနိုင်ပါမလားအားလုံးပဲမင်္ဂလာပါကိုတူတာဖော်ဝတ်တက်ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနေ့ကညကတော့တော်တော်လေးအဆင်ပြေခဲ့ကြမယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒါမန်ပါ9ဘွဲလောက်မှာလဲကျွန်တော်တို့4ဘွဲလောက်ထိကိုအဆင်ပြေခဲ့တယ်တပွဲကောင်းကတော့အမေရိကန်မန်ချက်စတာယူနိုက်တက်ပွဲကိုတပွဲကောင်းရွေးပေးတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ယူနိုက်တက်ကတလုံးတည်ရအနေအထားမျိုးမှာတော့ယူနိုက်တက်ကတည်ရကြခဲ့တယ်ကိုမိုပွဲကတော့မနေ့ကကျွန်တော်တို့အက်တလန်နာနဲ့ပွဲမှာအက်တလန်နာကအစောကြီးတွေကတယောက်ထွက်ခဲ့တာတော့မှပဲကိုမိုနီနဲ့နိုင်အောင်မကန်နိုင်ခဲ့တဲ့အနေအထားမျိုးပေါ့နော်ဒီနေ့မှလည်းဒါအီတလီရှိရီရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဦးဒီနီအသင်းနဲ့ရိုမာအသင်းတို့ရဲ့ပွဲစဉ်ကိုညီကိုတွေတို့ကျွန်တော်ပွဲရုပ်သုံးသက်ချက်ကိုတူတူနဲ့လူရင်းလုပ်ပေးသွားမှာဖြစ်ပါတယ်ရိုမာကလက်ရှိအီတလီစီးရီးမှာအဆင့်9နေရာမှာအဆင့်9နေရာမှာဒါတပွဲရောနဲ့ရက်တည်နေတာဖြစ်ပြီးတော့ဦးဒီနီကတော့အဆင့်10နေရာမှာရက်တည်နေတာဖြစ်တယ်ဒီနေ့တည်းရဲ့ကျွန်တော်တို့ total ထိပ်တိုက်တွဲဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဦးဒီနီရဲ့အိမ်ဝင် total ထိပ်တိုက်တွဲဆုံမှု15ချိန်မှာဦးဒီနီက3ချိန်ပဲနိုင်ရတယ်ရိုမာက10ချိန်လောက်ထိနိုင်ထားပြီးတော့2ချိန်ပဲတည်ရကြတာလေဆိုတော့ဒီနေ့တည်းရဲ့တည်ရကြတဲ့အချိန်ရလက်ကတော်တော်လေးနည်းတယ်လို့ပြောလို့ရတယ်နောက်ဆုံးတေးပုံတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အိမ်ရှင်ဦးဒီနီကအိမ်ဝင်မှာဆိုလို့ရှိရင်တော့ကစားပုံမှာကြောပြီးတော့နည်းနည်းလေးဒါဖြတ်ကျော်ရခက်တဲ့အသင်းပုံစံမျိုးမှာရှိတယ်ဘာလို့လဲဆိုတော့ဒီဦးရီနီရဲ့အိမ်ဝင်းမှာဆိုလို့ရှိရင်ဒါအသင်းကြီးအသင်းပြတဲ့ဒါအင်တာကလည်းဦးရီနီရဲ့အိမ်ဝင်းမှာဂိုးရမနိုင်ခဲ့ဘူးကိုမိုကလည်းဦးရီနီကိုဂိုးပြတ်နိုင်အောင်မသွင်းနိုင်ဘူးဒီနှစ်ပွဲကလွဲပြီးတော့ဗောနော်သူ့အနေနဲ့ကျန်တဲ့ပွဲတွေမှာဒါပီဇာကိုအိမ်ဝင်းကနေတူတူတည်ရကြတယ်တိုရီနိုကို 1-2 နဲ့နိုင်တယ်ပြီးတော့လေဗီရိုနာကို 1-3 နဲ့နိုင်တဲ့အနေအထားမျိုးတွေရှိရပေါ့တစ်ဖက်ကရိုမာကတော့နောက်ဆုံးရှိမဲ့ကစားထားတဲ့9ပွဲမှာအဝေးဝင်း2ပွဲပါခဲ့တယ်ကျွန်တော်တို့နောက်ဆုံးရှိမဲ့ကစားထားတဲ့ယူရိုပါလိမ့်မှာဒါပရဒီယာကိုစ်ကိုသူ့အနေနဲ့1-1ဆိုတဲ့ရလတ်နဲ့တည်ရချထားပြီးတော့နောက်တစ်ပွဲကတော့တိုရီနိုကိုပဲအဝေးဝင်းကနေပြီးတော့ Z2 ဆိုတဲ့ရလတ်မျိုးနဲ့နိုင်ထားတာမျိုးရှိရဲဆိုတော့ဒီနှစ်သင်းရဲ့တင်းပေါင်ပုံစံမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရိုမာကတော့တင်းပေါင်အနေငယ်ပိုကောင်းတယ်လို့ပြောလို့ရတယ်တစ်ဖက်ကဦးရီနီမှာတော့အားကိုးရတဲ့ကစားသမားဒါဇာနီဂိုလိုကနာနေတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကတော့ဦးရီနီရဲ့တိုက်စစ်ပိုင်းကနည်းနည်းလေးအင်အားပိုင်းညော်နေမဲ့အနေအထားမျိုးကတော့သိရတယ်တစ်ဖက်ကကျွန်တော်တို့ရိုမာဘက်မှာလည်းဒါအဓိကကစားတိုက်စစ်ရဲ့ဒီတိုက်စစ်ပိုင်းရဲ့အဓိကကစားသမားတွေပေါ့နော်ဒါတိုင်မာလောတို့ကစားသမားတွေဖာဂူဆန်တို့လိုကစားသမားတွေနားနေမယ်ပြီးရင်ဒေါဘတ်တို့လိုကစားသမားတွေကလည်းထပ်ပြီးနားနေဦးမယ်ကွင်းလယ်ပိုင်းမှာလည်းဒါရှာရာဝင်းနဲ့ဒါကိုနေမပါတဲ့အနေအထားမျိုးကကျွန်တော်တို့ရိုမာကလည်းလူစီရင်ပိုင်းရဆိုလို့ရှိရင်တော့ဒီညမှာတော်တော်လေးအားနေတယ်လို့ပြောလို့ရတယ်တိုက်စစ်ပိုင်းမှာကကျွန်တော်တို့အစတိုဗီတာကနေပြီးတော့အငားနဲ့ခုံထားတဲ့မာလန်တယောက်လောက်ပဲတိုက်စစ်ပိုင်းမှာနည်းနည်းလေးဒီညအတွက်ရုံးမဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီညမှာဒါရိုမာကဝေးဝင်းကနေဦးရီနီကိုဖောက်ပေးထားတဲ့ချေးကတရေပြေရှုံးဒီနှစ်သေးရဲ့ဒါထိတ်တိုက်တွဲဆုံမှုဒါဦးရီနီဒီနှစ်သေးရဲ့ဦးရီနီအိမ်ဝင်ထိတ်တိုက်တွဲဆုံမှုမှာဆိုလို့ရှိရင်ရိုမာကဒီချေးအတိုင်းပဲအမြဲတမ်းပေါက်ခဲ့တယ်ကျွန်တော်တို့တရေရှုံးတရေ90အရှုံးဒီလောက်အနေအထားမျိုးလေးတွေပဲပေါက်ခဲ့တယ်ကိုပေါင်းသေးကတော့ကျွန်တော်တို့လက်ရှိမှာတော့2ဂိုးသွင်းလို့ရှိရင်ပြား90အရှုံးပေးထားတယ်ဘာလို့ပေးထားလဲဆိုတာတော့ဂိုးပေါင်းနှလုံး90အရှုံးကတော့အီတလီစီးရီးတွေဖြစ်တာနဲ့အညီဒါကစားသမားတွေလည်းရိုမာမှာဆိုတဲ့တိုက်စစ်ပိုင်းကစားသမားနားနေမယ်ဦးရီနီမှာလည်းဒါအဓိကအားကိုးရတဲ့ကစားသမားတွေနားနေတာဖြစ်တဲ့အတွက်2-50ဂျေးကတော့ဒါဂိုးပေါင်းစီးကပြင်းတယ်လို့လည်းပြောလို့မရဘူးပြောတယ်လို့ပြောလို့လည်းမရဘူးပေါ့နော်ဒီလိုအနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကဒီညမှာနည်းနည်းရိုမာကတိုက်စစ်ပိုင်းနိုင်ရကစားသမားတွေများနေတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကရိုမာကိုဒါဘက်လဲမကန်ဘူးပေါ့နော်ဒီအတွက်နှစ်ဖက်လုံးကဒဏ်ရာရကစားသမားတွေကလည်းတိုက်စစ်ပိုင်းတွေမှာများနေတာဖြစ်တဲ့အတွက်ရိုမာအနေနဲ့ဒါဒီပွဲနိုင်မယ်ဆိုလို့ရှိရင်ဒါအဆင့်3ကနာပိုလီနဲ့ရမှတ်တူရရှိမှာဖြစ်တဲ့အတွက်သူအနေနဲ့ရိုမာအနေနဲ့ဒီပွဲကိုနိုင်အောင်လောက်ပဲထိန်းကန်လိမ့်မယ်အခက်မသိရင်တီလောက်ပဲသွားနိုင်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကဒီပွဲကိုနှလုံး90အရှုံးဖို့တဲ့ဂိုးပေါင်းသေးကိုကျွန်တော်ကိုယ့်အောက်ကိုရွေးချယ်ပေးပါတယ်ညီကိုတွေအနေနဲ့ကျွန်တော်လည်းအကြိုက်ဒီမှာလိုက်ကစားပါအကြိုက်ပြီးလို့လဲဆိုဘက်ကန်ဆော့ကစားနိုင်ပါတယ်ညီကိုတွေအနေနဲ့ဒီလိုမျိုးတပွဲကောင်းလေးတွေမောင်းတွေလိုချင်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram Channel ကိုလာခဲ့ဖို့အကြံပြုချင်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးခဲ့ကြတဲ့ညီကိုတယောက်တူတယောက်ချင်းတွေကိုကျေးဇူးများတင်ပါတယ်ဗျကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံလို့ရအောင်ပဲအားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေ